ကောင်းကင်ကနေထူးဆန်းတဲ့ TV အိုးတစ်လုံးရုတ်တရက်ပြုတ်ကျလာပြီးသူ့အသက်ဟာတီတီလေးလွတ်မြောက်ခဲ့ရတယ်ကြောက်လန့်တကြားနဲ့သူကအနားမှာရက်နေတဲ့လူကိုခမားပါလို့ဒီ TV အိုးတွေကိုပြစ်ချနေတာလဲလို့မေးလိုက်တယ်အဲ့ဒီလူကရင်မောပြီးကျွန်တော်အိမ်ပြောင်းနေတာပြလို့ပြန်ဖြေတဲ့ဒီစကားကိုကြားလိုက်ရတော့သူ့သွေးတွေပြက်ပြီးကိုယ်ခန္ဓာတစ်ခုလုံးကြောက်ရွံ့လို့တောင့်တင်းသွားခဲ့တယ်တေမာကိုကြောက်တဲ့စိတ်နဲ့သူချက်ချင်းပဲသူ့ကားထဲကိုခုံဝင်လိုက်ပြီးအဲ့ဒီထဲမှာဆိုပိုလုံကြုံမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့နောက်ထပ် TVO တစ်လုံးကကားရဲ့ရှေ့မှန်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်လာပြီးမှန်ကွဲအပ်သွားခဲ့တယ်ကားထဲမှာထိုင်နေတာကတေးစေနိုင်တယ်ဆိုတာသူရှင်းရှင်းလင်းလင်းသဘောပေါက်သွားတယ်အချိန်မဆွဲတော့ပဲသူအချိန်မြင့်ဆက်ကိုနင်းပြီးအိမ်ကိုဥတီကအချိန်ပြင်းပြင်းမောင်းထွက်ခဲ့တယ်တစ်စက္ကန့်ချင်းစီတိုင်းမှာသူ့နှလုံးကတတုတ်တုတ်နဲ့အပြင်းထန်ခုန်နေခဲ့တယ်ဘလို့ပဲဖြစ်ဖြစ်သူ့အိမ်ကိုပြန်ရောက်ပြီးတကားကိုပိတ်လိုက်ကတက်ပြင်းချရင်းစိတ်အေးသက်သာဖြစ်သွားခဲ့တယ်ကိုစိတ်တည်ငြိမ်အောင်လို့သူ TV ကိုဖွင့်လိုက်တော့သတင်းထဲမှာမြို့အနှံ့ TVO တွေကြားရောက်နေပါတယ်လို့ကြားလိုက်ရတယ်သူ့လက်တွေတုံရင်လာခဲ့ပြီးဖုန်းကိုကောက်ကင်ရင်အစားတောက်မှာဖို့စူးစမ်းနေတော့မှပဲတကားဝါကနေကျဲလောင်တဲ့ဒုံကနေမြည်တမ်းတစ်ခုထွက်ပေါ်လာခဲ့တဲ့ခဏအကြာမှာတော့သစိမ်းတယောက်အိမ်ထဲကိုအတင်းဝင်ရောက်လာခဲ့ပြီးတဝက်က TVO တဝက်က baseball တုပ်ဖြစ်တဲ့ထူးဆန်းတဲ့လက်နက်တစ်မျိုးကိုကင်ထားတယ်သူ့အပေါ်ထက်ကိုအပြေးလွှားတက်သွားခဲ့ပေမဲ့အဲ့ဒီလူကသူ့နောက်ကိုလိုက်လာခဲ့တယ်ရုတ်တရက်နောက်ထပ်လူတစ်ယောက်ထပ်ပေါ်လာပြီးဓားသွားနှစ်ဖက်ပါတုတ်ချောင်းတစ်ချောင်းကိုကင်ဆောင်ထားတာကိုတွေးလိုက်ရတယ်အဲ့ဒီလူနှစ်ယောက်လုံးကိုမြင်လိုက်ရတော့သူ့ရင်ထဲမှာအသက်အောင်သွားခဲ့တယ်ထိတ်လန့်တကြားနဲ့သူကသူ့ခုတင်ပေါ်ကိုခုန်တက်လိုက်မျက်လုံးတွေကိုမိတ်လိုက်အထိုးနှက်ခံရဖို့ပြင်ဆင်လိုက်ပြီးအာကုံအော်ဟစ်လိုက်တယ်ရုတ်တရက်လက်နိုးလာတော့ချွေးတွေရွှဲရွှဲဆူနေခဲ့တယ်ဒါတွေအလုံးဟာကြောက်မက်ဖွယ်ကောင်းတဲ့အိမ်မက်တစ်ခုသာဖြစ်ခဲ့ပါတယ်